အားလုံးပဲမင်္ဂလာပါခင်ဗျာ The Buddha's Era TVE YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel ကနေဖျားရှင်လက်ထက်တုန်းကဖြစ်ပျက်ခဲ့တဲ့စိတ်ဝင်စားဖွယ်ရာဝတ္ထုဇာတ်လမ်းပေါင်းများစွာကိုပုံမှန်တင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာဒီတစ်ခေါက်တင်ဆက်ဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့တေးရွာခုနှစ်ခါပြန်လူသားသို့မဟုတ်ဂေါတကတထေးဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်โอเคဒါဆိုစီစဉ်လေးကိုစလိုက်ကြရအောင်တခါတော့ကအန်လာကပ္ပဆိုတဲ့တိုင်းပြည်မှာအစာရေစာရှားပါတဲ့ကပ်ဘေးကြီးဆိုက်ရောက်တာကြောင့်ပြည်သူတွေဟာဒုက္ခရောက်နေကြပါတယ်။အဲ့ဒီတွေကမှကောတုဟလိကလို့ခေါ်တဲ့လူကသူမိမကာလီရဲ့ကာပီလို့ခေါ်တဲ့လာသားအရွယ်သားငယ်လေးကိုခေါ်ပြီးတော့ကောတံပီမြို့မှာလုတ်ကင်စားတော့ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။သူတို့ထွက်လာရင်းနဲ့လန်ခီးကဝေးတာကြောင့်ပါလာတဲ့စားနပ်ရိက္ခာတွေကလမ်းမှာပဲကုန်သွားပါတယ်။ဘိုက်ကစားခီးကပန်းတော့ကလေးကိုတောင်ချီဖို့အားမရှိတော့ပါဘူး။အဲ့ဒီအခါကောတုဟလိကသူမိမကာလီကိုပြောပါတယ်။မိမရေငါတို့အသက်ရှင်နေသေးသမျှနောက်ထပ်သားသမီးရနိုင်ပါသေးတယ်အခုဒီကလေးကိုစွန့်ပစ်ခဲ့ကြရအောင်လို့ပြောလာပါတယ်မိမဖြစ်သူကနှလုံးသားလူညံ့တဲ့သူဖြစ်တာကြောင့်ရှင်ဘယ်လိုပြောလိုက်တာလဲအသက်ရှင်နေတဲ့ကျမကလေးကိုကျမမထားခဲ့နိုင်ဘူးလို့ခက်ပြက်ပြက်ပဲပြန်ပြောလိုက်ပါတယ်အဲ့ဒီခါယောက်ျားကဒါဆိုဘယ်လိုလုပ်ကြမလဲကလေးချီပြီးသွားရတာအရန်ပင်ပန်းနေပြီလို့ပြောလာတာကြောင့်တယောက်တလဲစီချီဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့ရှေ့ဆက်လာကြရင်စားတရားကမရှိအားအင်ကကုန်ခန်းလာတာကြောင့်ယောက်ျားကထပ်ပြီးတော့ပြောပြန်ပါတယ်မိမရဲ့ငါတို့အသက်ရှင်နေသေးရင်ကလေးကိုထပ်ရနိုင်ပါသေးတယ်ဒီကလေးကိုထားခဲ့ကြရအောင်ကွာဒါပေမဲ့မိမကလက်မခံပါဘူးယောက်ျားကထပ်ပြောမိမကညှင်းဆန်ရင်းနဲ့ခရီးဆက်လာလိုက်ကြတာကလေးကလည်းနုနေသေးတော့ပင်ပန်းပြီးယောက်ျားချီတဲ့အလှည့်မှာဖခင်ဖြစ်သူလက်ထက်အိပ်ပျော်သွားပါတော့တယ်ကလေးအိပ်ပျော်နေမှန်းပြီးတော့ကောတုဟလိကသူမိမကိုရှေ့ကနေခဝေးဝေးသွားခိုင်းပြီးတော့ခြုံတခြုံအောက်မှာတည့်ရွက်လေးတွေခင်းပြီးတော့သားငယ်လေးကိုစွန့်ပစ်ထားခဲ့လိုက်ပါတယ်ခရီးဆက်သွားရင်လည်းမိမဖြစ်သူကနောက်လှည့်ကြည့်တဲ့အခါကလေးကိုမမြင်တော့သူ့ယောက်ျားကိုမေးပါတော့တယ်ယောက်ျားကခြုံတစ်ခုအောက်မှာထားခဲ့ကြောင်းပြောပြတော့ရှင်ကျမကိုမဖြစ်စည်းပါနဲ့ကျမသားမရှိပဲကျမအသက်မရှင်နိုင်ဘူးကျမသားကိုပြန်ယူပေးပါဆိုပြီးတော့ငိုပါတော့တယ်ကောတုဟလိကလည်းသူမိမကိုမလွန်ဆန်နိုင်ပဲကလေးကိုနောက်တစ်ခေါက်ပြန်သွားယူရပါတော့တယ်ဒါပေမဲ့ကလေးကလည်းနုနယ်လွန်းတာကြောင့်လန်ခီးတနေရာမှာပဲသွားရင်လာရင်နဲ့အသက်ဆုံးပါသွားပါတော့တယ်ဒီလိုနဲ့လင်မယားနှစ်ယောက်တည်းပဲခရီးဆက်လာရင်နွားကျောင်းသားတစ်ယောက်ရဲ့အိမ်ကိုရောက်သွားကြပါတယ်တိုက်ဆိုင်စွာပဲသူတို့ရောက်လာတဲ့နေ့ကနွားကျောင်းသားရဲ့နမကြီးတစ်ကောင်ကသားဖွားတာကြောင့်မင်္ဂလာယူတဲ့အနေနဲ့ကုသိုလ်ပြုနေတဲ့နေ့ဖြစ်နေပါတယ်နွားကျောင်းသားရဲ့အိမ်ကိုပြည့်စေကဗုဒ္ဓတပားကလည်းအမြဲဆုံးကန်ကြွပါတယ်နွားကျောင်းသားကပြည့်စေကဗုဒ္ဓကိုနှုတ်ကနာစွမ်းကတ်လှူဖို့အတွက်နှုတ်ကနာထမင်းတွေကိုအများအပြားပြင်ဆင်ထားပါတယ်ကောတုဟလိကတို့လင်မယားနှစ်ယောက်ကိုမြင်တဲ့အခါခရီးသွားတွေမှန်းသိပြီးတော့ကောင်းကောင်းမွန်မွန်ကြိုဆိုပါတယ်။ဘယ်ကလာပြီးဘယ်ကိုသွားမလို့လဲလို့မေးတော့ကောတုဟလိကသူတို့ရဲ့ဖြစ်ကြောင်းကုန်စင်ကိုပြောပြတဲ့အခါနွားကျောင်းသားကတနာသွားပြီးတော့သူပြင်ဆင်ထားတဲ့နှုတ်ကနာထမင်းတွေထဲကနေတချို့တစ်ဝက်ကိုခွဲပြီးတော့ထောပတ်တွေနဲ့နယ်ပြီးကျွေးမွေးပါတယ်။မိန်းမဖြစ်သူကာလီကလည်းယောက်ျားရှင်အသက်ရှင်နေရင်ကျမရှင်နေတယ်လို့ပါပဲ။ရက်အတန်းကြောင်အောင်ရှင်ဗိုက်စာလာခဲ့တာရော့မြများစားဆိုပြီးသူ့ယောက်ျားကိုပုံမကျွေးပါတယ်သူကိုယ်တိုင်ကတော့အစာပြေုံလောက်ပဲစားလိုက်ပါတယ်ကောတုဟလိကလည်း6ရက်9ရက်လောက်ဘာမှမစားရသေးတာမို့အားရပါရစားပါတော့တယ်နွားကျောင်းသားကလည်းကိုယ်တိုင်ဝင်စားရင်းနဲ့ခုံအောက်မှာဝတ်နေတဲ့အင်္ဂါခွေးမလေးကိုနှုတ်ကနာထမင်းခဲကြီးခူးပြီးတော့ကျွေးလိုက်ပါတယ်ဒါကိုမြင်သွားတဲ့ကောတုဟလိကဒီခွေးမလေးကမှဘုံကံကြီးသေးတယ်နှုတ်ကနာထမင်းကိုနေတိုင်းစားနေရတာပဲလို့တွေးမိလိုက်ပါတယ်ဒီလိုနဲ့နွားကျောင်းသားအိမ်မှာပဲတဲခိုကြတော့ညရောက်တဲ့အခါကောတုဟလိကနှုတ်ကနာထမင်းတွေကိုအများကြီးစားထားတာကြောင့်အစာမကြေဖြစ်ပြီးတော့အသက်ပါဆုံးပါသွားပါတော့တယ်။သူဟာသေဆုံးသွားပြီးနောက်ခွေးမလေးရဲ့ဗိုက်ထဲမှာပရိသန်တွေတည်နေပါတော့တယ်။ကြံခဲ့တဲ့မိန်းမဖြစ်သူကာလီကလည်းသူ့ယောက်ျားလောင်းကိုတကြိုပြီးနွားကျောင်းသားအိမ်မှာပဲအလုသမားဖြစ်နေထိုင်ကပစ္စေကဗုဒ္ဓအရှင်မြတ်ကိုနေတိုင်းဆုံးဟောပြုပြီးကုသိုလ်တွေကြိုးစားပြုလုပ်ပါတယ်။သူပြုလုပ်သမျှသောကုသိုလ်အားလုံးရဲ့အမျှကိုလည်းကွယ်လွန်သွားတဲ့သူ့ယောက်ျားကောတုဟလိကကိုနေ့စဉ်မပြတ်အမျှပေးဝေလေးရှိပါတယ်။ခွေးမလေးကလည်း6လလောက်အကြာမှာခွေးလေးတစ်ကောင်ကိုမွေးပါတယ်။အဲ့ဒီခွေးလေးကတော့ကောတုဟလိကဖြစ်ခဲ့တဲ့သူပါပဲ။သူမသေးခင်မှာခွေးမလေးကိုဘုံကံကြီးလိုက်တာလို့စိတ်ညွတ်မိသွားတာကြောင့်ခွေးမလေးဘိုက်ထဲမှာဝင်စားသွားတာပါ။နွားကျောင်းသားကခွေးလေးကိုနွားနို့တိုက်ကတေချာမွေးမြူထားပြီးတော့ခွေးလေးကလည်းတဖြည်းဖြည်းအရွယ်ကြီးလာပါတော့တယ်။ပိစေကဗုဒ္ဓအရှင်မြတ်ကစွန်းစားကြွလာတိုင်းမှာခွေးလေးကိုစွန်းခဲတခဲအမြဲကျွေးပါတယ်။ဒါကြောင့်ခွေးလေးကပိစေကဗုဒ္ဓအရှင်မြတ်ကိုချစ်ခင်နေပါတော့တယ်
နွားကြောင်းသားကလည်းမကြာခဏပစ္စေကဗုဒ္ဓအရှင်မြတ်တရင်သုံးတဲ့နေရာကိုသွားလေးရှိပါတယ်။သွားတဲ့အခါမှာလည်းလမ်းမှာခြုံတွေတောတွေတွေ့တဲ့အခါတာရတရိษံတွေပုံခုန်နေမှာဆိုတဲ့အတွက်ခြောက်လန့်ပြီးတော့သွားလေးရှိပါတယ်။ခွေးလေးကလည်းအမြဲလိုက်သွားပြီးတော့သူ့သခင်လုံးသမျှကိုတွေ့မြင်နေရပါတယ်။ဒီလိုနဲ့နွားကြောင်းသားလေးကတနေ့တော့ပစ္စေကဗုဒ္ဓအရှင်မြတ်ကိုလျှောက်ပါတယ်။အရှင်ဘုရားတပည့်တော်မလာနိုင်တဲ့အခါမျိုးဆိုရင်ဒီခွေးလေးကိုတပည့်တော်လွတ်လိုက်ပါမယ်။ဒီခွေးလေးလာရင်တပည့်တော်လာတာပဲလို့သဘောထားပြီးတော့ကြွခဲ့တော်မူပါလို့လျှောက်ပါတယ်။အဲ့ဒီချိန်ကနေစပြီးနွားကြောင်းသားကသူမအားလက်တဲ့အခါတွေမှာခွေးလေးကိုလွတ်ပြီးတော့ပစ္စေကဗုဒ္ဓအရှင်မြတ်ကိုပင်ခိုင်းပါတယ်။ခွေးလေးကလည်းသူ့သခင်စကားဆုံးတာနဲ့ပြေးသွားပြီးတော့ပစ္စေကဗုဒ္ဓအရှင်မြတ်ကိုပင်ပါတယ်။သွားတဲ့အခါမှာလည်းသူ့သခင်လုံးလေးရှိတယ်လို့မျိုးတောတွေခြုံတွေထူတဲ့နေရာရောက်ရင်တာရတရိษံတွေပုံခုန်နေမှာဆိုလို့၃ခါလောက်ဟောင်ပြီးတော့ခြောက်လှမ်းပါတယ်။အရှင်မြတ်ရဲ့ကျောင်းဆောင်ကိုရောက်တဲ့အခါမှာလည်းသူရောက်ပြီဆိုတာသိအောင်၃ခါဟောင်ပြီးတော့အတန်ပေးပါတယ်။ပစ္စေကဗုဒ္ဓအရှင်မြတ်ကအချိန်ကြာလို့ဆွမ်းစားကြွတဲ့အခါခွေးကလေးကပျော်ရွှင်စွာနဲ့ရှေ့ကနေဟောင်ပြီးတော့ပြေးပါတယ်။ပစ္စေကဗုဒ္ဓအရှင်မြတ်ကလမ်းမှာခွေးကလေးကိုစမ်းသပ်ချင်လို့တမင်တကာလမ်းမားကနေသွားလိုက်ပါတယ်။အဲ့ဒီကခွေးကလေးကရှေ့ကနေပြေးလမ်းပိတ်ပြီးတော့တခြားလမ်းကနေသွားဖို့အတွက်ဟောင်ပြပါတယ်။တရက်တော့အရှင်ပစ္စေကဗုဒ္ဓကနောက်ပြန်မလှည့်ဘဲနဲ့လမ်းမတိုင်းပဲဆက်ပြီးတော့သွားပါတယ်။အဲ့အခါခွေးလေးကအရှင်မြတ်ရဲ့သင်္ကန်းစားကိုကိုက်ဆွဲပြီးတော့လမ်းမှန်စီကိုရောက်အောင်ခေါ်ဆောင်ပါတယ်။ဒီလိုနဲ့ခွေးကလေးကလည်းပစ္စေကဗုဒ္ဓအရှင်မြတ်ကိုအယမ်းချစ်ခင်နေပါတော့တယ်။တရက်တော့ပစ္စေကဗုဒ္ဓအရှင်မြတ်ရဲ့သင်္ကန်းကဟောင်းနှွမ်းဆွေးမြေ့လာတာကြောင့်သင်္ကန်းအသစ်ချုပ်ဆိုးဖို့အတွက်လိုအပ်လာပါတယ်။နွားကြောင်းသားကအဝတ်ပိတ်စလှူပေမဲ့အရှင်မြတ်ဝတ်ယုံဖို့အစဉ်ပြေတဲ့သင်္ကန်းရဖို့အတွက်ကတဘာတဲ့ချုပ်ဆိုးဖို့မဖြစ်နိုင်တာကြောင့်တခြားသောပစ္စေကဗုဒ္ဓအရှင်မြတ်တွေရှိရာကန္ဓမာရဏတောင်ကိုမဖြစ်မနေသွားဖို့ကြုံလာပါတော့တယ်။အရှင်မြတ်ကလည်းနွားကြောင်းသားကိုအကျိုးအကြောင်းပြောပြနှုတ်ဆက်စကားပြောပြီးတော့ကောင်းငင်ခီကနေကြွသွားပါတော့တယ်။ပစ္စေကဗုဒ္ဓအရှင်မြတ်ကြွသွားတာကိုကြည်ရင်းနဲ့ခွေးလေးကဟောင်ပြီးကြံခဲ့ပါတယ်။သူ့ရဲ့မြင်ကွင်းကနေပစ္စေကဗုဒ္ဓအရှင်မြတ်ပျောက်ကွယ်သွားချိန်မှာတော့ခွေးကလေးလည်းနှလုံးကြေကွဲပြီးတော့သေသွားရှာပါတော့တယ်။ခွေးကလေးဟာပစ္စေကဗုဒ္ဓအရှင်မြတ်ကိုချစ်ခင်စိတ်နဲ့ကြီးညိုစိတ်နဲ့တည်သွားခဲ့တာကြောင့်တာဝရိန္ဒနတ်ပြည်မှာနတ်သားသွားဖြစ်ပါတယ်။အရှင်မြတ်ကိုချစ်ခင်စိတ်နဲ့ဟောင်ခဲ့တဲ့အကျိုးကြောင့်သူ့ရဲ့အတန်ကအင်မတန်မှကျယ်ပါတယ်။နာနာကပ်ပြီးတော့တိုးတိုးလေးပြောရင်တောင်သူ့ရဲ့အတန်က16ယူဇနာလောက်ပြန့်ပြီးတော့ပုံမှန်စကားပြောတဲ့ဆိုရင်တော့တာဝရိန္ဒနတ်ပြည်တစ်ခုလုံးကိုလွှမ်းမိုးနိုင်ပါတယ်။ဒါကြောင့်လည်းသူ့ကိုဂေါတကနတ်သားလို့ဝိုင်းပြီးတော့ခေါ်ကြပါတယ်။ဂေါတကဆိုတာအတန်ကျယ်လောင်သူလို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ဂေါတကနတ်သားကနတ်ပြည်ရဲ့ကာမဂုဏ်တွေကိုအလွန်အမင်းခံစားပြီးစားချိန်ကိုတတိမရောက်လောက်အောင်ထိမမောလွန်းတာကြောင့်အာဟာရကုန်ခန်းပြီးတော့နတ်သားဘဝကနေတိတ်မကြပဲစုတည်သွားပါတော့တယ်။နတ်သက်ကျွေစုတည်ပြီးနောက်ဂေါတကနတ်သားကဂေါတံပြည်ကပြည်တစားမတယောက်ရဲ့ဝမ်းမှာပဋိသန္ဓေတည်ပြီးတော့မွေးဖွားလာပါတယ်။တားယောက်ျားလေးဖြစ်နေတာကြောင့်မိခင်ပြည်တစားမကအလိုမရှိပဲသူ့ရဲ့ကျွန်မတယောက်ကိုခေါ်ပြီးကလေးကိုအမိုက်ပုံပေါ်စွန့်ပစ်ခိုင်းလိုက်ပါတယ်။အမိုက်ပုံပေါ်စွန့်ပစ်ခံလိုက်ရတဲ့မွေးကင်းစားကလေးနားမှာခွေးတွေကြီးကန်းတွေဝိုင်းရနေပေမဲ့ဒီကလေးအရင်ခွေးဘဝတုန်းကပစ္စေကဗုဒ္ဓကိုချစ်ခင်စိတ်နဲ့ဟောင်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်ဘယ်အကောင်မှကလေးကိုမထီရဲခဲ့ကြပါဘူးခဏကြာမှတော့လူတစ်ယောက်ကအနားကနေဖြတ်သွားရင်ခွေးတွေကြီးတွေဝိုင်းအောင်နေတာကြောင့်တွားကြည့်လိုက်တဲ့အခါကလေးကိုတွေ့သွားပြီးသားလိုချစ်ခင်စိတ်ပေါ်လာတာကြောင့်အိမ်ခေါ်သွားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဂေါတံပြည်မြို့ရဲ့အကြီးဆုံးတထေးကြီးကဘရင်နန်းတော်ကိုအသွားနန်းတော်ကနေပြန်လာတဲ့ပညာရှိပုံသားနဲ့လမ်းမှာတွေ့တော့ပညာရှိပုံသားကိုမေးပါတယ်ဆရာကြီးဒီနေ့နက္ခတ္တရာတွေကိုကြည့်တော့ကျွန်တော်တို့မြို့မှာဘာတွေများထူးခြားတာတွေ့တယ်လဲလို့ပညာရှိပုံသားကြီးကိုမေးလိုက်ပါတယ်ပညာရှိပုံသားကြီးကတခြားထွေထူးတော့မရှိဘူးဒါပေမဲ့ဒီနေ့မွေးတဲ့ကလေးကဒီမြို့မှာအကြီးဆုံးတထေးကြီးဖြစ်လာလိမ့်မယ်လို့ဟောကိန်းတစ်ခုထုတ်လိုက်ပါတယ်အဲ့ဒီကတထေးကြီးကသူမိမမှာလည်းကိုယ်ဝင်ရှိနေတာကြောင့်ဒီကနေ့မြကလေးမွေးနိုင်မလားဆိုပြီးတော့အိမ်ကိုအပြေးလာသွားပြီးတော့သတင်းမေးကြည့်ပါတယ်ဒါပေမဲ့ဒီနေ့မွေးမှမဟုတ်သေးကြောင်းသိလိုက်ရတဲ့အခါမှာတော့သူ့ရဲ့ကျွန်မတယောက်ကိုခေါ်ပြီးဒီမျိုးထဲမှာဒီနေ့မွေးတဲ့ကလေးရှိရင်အတပြားတစ်ထောင်ပေးပြီးဝယ်ခဲ့ဖို့အတွက်ခိုင်းလိုက်ပါတယ်ကျွန်မကလည်းမျိုးထဲလိုက်ရှာတဲ့အခါကလေးကောက်ရသွားတဲ့သူစီကိုရောက်သွားပြီးတော့ကလေးကဒီနေ့မွေးကြောင်းသိလိုက်ရတာကြောင့်အတပြားတစ်ထောင်ပေးပြီးတော့ဝယ်ယူပြီးတထေးကြီးကိုကလေးလေးအပ်လိုက်ပါတယ်တထေးကြီးကလည်းသူမိန်းမကသမီးလေးမွေးလာခဲ့ရင်ဒီကလေးနဲ့လက်ထပ်ပြီးတော့သူ့ရဲ့စီးစိမ်တွေကိုအမွေပေးမယ်အကယ်၍သားမွေးလာခဲ့မယ်ဆိုရင်တော့ဒီကလေးကိုတတ်ပြီးတော့သူ့သားရင်းကိုပဲအမွေပေးမယ်လို့ကောင်းတဝက်ဆိုးတဝက်အကြံစီနဲ့ဂေါတကလေးကိုမွေးစားလိုက်ပါတော့တယ်တိတ်မကြခင်မှာတထေးကတော်ကြီးကသားယောက်ျားလေးမွေးပါတယ်
အဲ့ဒီအခါတထေးကြီးကမွေးစားသားဂေါတကကိုတတ်ဖို့အတွက်စတင်ကြံစီပါတော့တယ်တထေးကြီးကသူ့ရဲ့ကျွန်မကိုခေါ်ပြီးတော့ဂေါတကလေးကိုနွားချံဝါမှာချဖို့အတွက်ခိုင်းလိုက်ပါတယ်မနေ့စောစောနွားတွေလွတ်တဲ့အချိန်ရောက်ရင်နွားတွေတက်နေပြီးတော့တေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါကျွန်မကလည်းတထေးခိုင်းတဲ့အတိုင်းလုပ်ရပါတော့တယ်ခါတိုင်းနေ့တွေမှာနွားကောင်းဆောင်နွားလာဥဒ္ဒပကြီးကနောက်ဆုံးမှာခြံကနေထွက်လေရှိပေမဲ့ဒီကနေ့တော့ထူးဆန်းစွာပဲထိတ်ဆုံးကနေထွက်ပြီးဂေါတကလေးကိုခြေထောက်တင်နဲ့ခွာထားလိုက်ပါတယ်တခြားနားတွေမနှင်းမိအောင်လို့ကာကွယ်ပေးနေတာပါ။မာကြောင့်သားကဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုသတိထားပြီးတွားကြည့်လိုက်တဲ့အခါဂေါတကလေးကိုတွေ့သွားပြီးမွေးစားဖို့ခေါ်သွားပါတော့တယ်။ကလေးတေမသေးအစာဆုံးကြည့်နေတဲ့ကျွန်မကဖြစ်ချောင်းကုံစင်ကိုတထေးကြီးစီပြန်ပြောပြရပါတယ်။သူခိုင်းတာမအောင်မြင်တော့တထေးကအတပြားတစ်ထောင်နဲ့ပြန်ပြီးတော့ဝယ်ခိုင်းရပြန်ပါတယ်။နောက်တစ်ခါမှာတော့ကျွန်မကိုခေါ်ပြီးမနေ့ပြန်မနေ့စောစောလှဲသား900ကုန်ရောင်းထွက်ကြလိမ့်မယ်။ကလေးကိုလမ်းမှာသွားပြီးတော့ထားလိုက်ဆိုပြီးဒုတိယအကြိမ်တက်ခိုင်းပြန်ပါတယ်။လှဲသား900ရဲ့ခေါင်းဆောင်ကရှေ့ဆုံးကနေဥဆောင်ပြီးတော့လှဲနဲ့ထွက်လာခဲ့ပါတယ်။ဂေါတကလေးရှိတဲ့နေရာကိုရောက်တဲ့အခါနွားတွေကရှေ့ဆက်မသွားတော့ပဲရက်တန့်နေကြပါတယ်။ဘလို့ပဲမောင်းနွားတွေကတုတ်တုတ်မလို့ပဲရက်နေတာကြောင့်ခေါင်းဆောင်ကအောက်ဆင်းကြည့်တဲ့အခါကလေးကိုတွေ့သွားပြီးမွေးစားဖို့အတွက်ကောက်ယူသွားပြန်ပါတယ်။ကျွန်မကလည်းအကြောင်းအရာအလုံးကိုတထေးကြီးစီပြန်ပြောပြတော့ငွေ1000နဲ့တစ်ခါပြန်ပြီးဝယ်ခိုင်းရပြန်ပါတယ်တထေးကြီးကဒီတစ်ခါတော့တုတ်တန်သွားပြီးကလေးကိုထားခဲ့လိုက်မြေခွေးတွေပဲစားစားတောခွေးတွေပဲစားစားဘလူတရေတွေပဲစားစားတေလိုက်မယ်ဆိုပြီးကျွန်မကိုနောက်ထပ်ခိုင်းပြန်ပါတယ်ကျွန်မကလည်းဂေါတကလေးကိုတုတ်တန်ထဲမှာသွားပြီးတော့ပြစ်ထားလိုက်ပြန်ပါတယ်ဂေါတကလေးကိုတုတ်တန်ထဲပြစ်ထားပေမဲ့ဘယ်တရိษံအကောင်ကမှကလေးအနာကိုမကက်ရဲပါဘူးဂေါတကလေးခွေးဘဝတုန်းကပိစိကဗုဒ္ဓကိုတာယတရိษံတွေဒုက္ခမပေးအောင်ဟောင်ပြီးကာဝယ်ပေးခဲ့တဲ့ကုသိုလ်ကံကကလေးဘဝကိုပြန်လည်ဆောင်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။တိတ်မကြခင်မှာပဲစိတ်ကြောင်းသားတစ်ယောက်ကစိတ်အုပ်နဲ့တုတ်တန်နဲ့ဝင်လာခဲ့ပါတယ်။စိတ်မကြီးတစ်ကောင်ကဂေါတကလေးကိုခွထားပြီးတော့နိုးတိုင်နေပါတယ်။ဒါကိုစိတ်ကြောင်းသားကတွေ့သွားပြန်တော့မွေးစားဖို့အတွက်ယူသွားလိုက်ပါတယ်။တထေးကြီးကလည်းနောက်တစ်ခါငွေ1000နဲ့ဝယ်ခိုင်းရပြန်ပါတယ်။ဒီတစ်ချိန်မှာတော့တထေးကြီးကရဲရဲဆက်ဆက်တက်ခိုင်းပါတယ်။သူတို့ရဲ့မြို့မှာတခိုးတွေကိုပြစ်ချပြီးတော့အဆုံးစီရင်တဲ့6ကဘာအနက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီ6ကနေကလေးကိုပြစ်ချပြီးတော့အပိုင်းပိုင်းပြတ်သေးအောင်စေခိုင်းလိုက်တာပါ။သေသလားမသေသလားသေချာအောင်စစ်ဆေးခဲ့ဖို့လည်းမှားလိုက်ပါသေးတယ်။ကျွန်မကလည်းတထေးကြီးခိုင်းတဲ့အတိုင်းလုပ်ရပြန်ပါတယ်။ကျွန်မကကလေးကိုပြစ်ချလိုက်တဲ့အခါမှာတော့ဂေါတကလေးကရှေးကုသိုလ်ကံကြောင့်မသေးသေးပဲနဲ့6ကဘာနံရံမှာထူထပ်စွာပေါက်နေတဲ့ဝါတော်ကြီးရဲ့အပေါ်ကိုကျပြီးဝါပင်တွေအဖျားကနေဖြည်းဖြည်းချင်းအောက်ကိုညွတ်ကျလာပါတော့တယ်။အဲ့ဒီနေ့မှာတောင်ကြီးရွာကဝါထရံလုပ်ငန်းနဲ့အသက်မွေးတဲ့တားဖ2ယောက်ကဝါခုတ်ဖို့ရောက်လာရင်ကလေးကိုတွေ့ပြီးတော့မွေးစားဖို့ခေါ်သွားကြပြန်ပါတယ်။တထေးကြီးကလည်းနောက်တစ်ခါငွေ1000နဲ့ဝယ်ခိုင်းရပြန်ပါတယ်။ကလေးကိုတတ်ဖို့ကြိုးစားရင်းနဲ့ပဲကလေးကအရွယ်ရောက်လာပြီးတော့နာမည်ကိုလည်းဂေါတကလိုပဲမှဲ့လိုက်ပါတယ်။ဂေါတကလေးကဘာအပြစ်မှမရှိပေမဲ့တထေးကြီးကတော့သူ့ကိုမျက်စိမွေးစူးနေပါတော့တယ်ကလေးကိုဘလို့တတ်ရမလဲကြံစီရင်သူ့လက်အောက်ကအိုးလုတ်သမားတယောက်ကိုတက်ခိုင်းဖို့အကြံရပြီးအိုးလုတ်သမားကိုခေါ်ပြီးတော့ပြောပါတယ်မင်းအိုးဖုံးမဲနဲ့ရောက်ရင်ငါကလေးတယောက်လွတ်လိုက်မယ်အဲ့ကလေးကိုတက်အပိုင်းပိုင်းခုတ်ပြီးတော့အုပ်ဖုတ်တဲ့မီးထဲကိုထည့်ပစ်လိုက်ဒီအတွက်မင်းကိုစူချင်းများများပေးမယ်ဆိုပြီးအိုးလုတ်သမားကိုပတ်စံများများပေးပြီးတော့ခိုင်းလိုက်ပါတယ်အိုးဖုံးမဲနဲ့ရောက်တော့တထေးကခေါ်တကကိုခေါ်လိုက်ပြီးတော့လာအောင်အိုးလုတ်သမားစီကိုသွားပြီးရင်မနေ့ကအဖေခိုင်းလိုက်တဲ့အလုပ်ကိုပြီးအောင်လုပ်ပါလို့သွားပြောလိုက်ဆိုပြီးသူနဲ့အိုးလုတ်သမားအချင်းချက်လှုပ်ထားတဲ့စကားတွေကိုခေါ်တကလေးကိုပြောခိုင်းလိုက်ပါတော့တယ်ခေါ်တကလေးကဘာမှမသိပဲသူ့အဖေခိုင်းတာလုပ်ဖို့အတွက်အိမ်ကထွက်လာခဲ့ပါတယ်လမ်းတနေရာရောက်တော့တထေးကြီးရဲ့သားအရင်ခေါ်တကရဲ့ညီလေးနဲ့တွေ့ပါတယ်ညီလေးကဂေါ်လီပြတန်းကစားတာရှုံးနေတာမို့ခေါ်တကကိုလှမ်းခေါ်ပြီးတော့ဂေါ်လီပစ်ပေးဖို့အတွက်ပြောပါတယ်ခေါ်တကကအဖေခိုင်းထားတဲ့ကိစ္စရှိလို့အဖေစုမှာကြောက်တယ်အဖေခိုင်းတာကိုအရင်သွားလုပ်လိုက်အောင်မယ်ဆိုပြီးတော့ပြောပါတယ်ဂေါတကဂေါ်လီပြကျွမ်းကျင်တာကိုညီငယ်လေးကသိတာမို့လို့ညီငယ်ကအဖေခိုင်းတဲ့ကိစ္စကိုကျွန်တော်သွားလုပ်လိုက်မယ်အကိုကဂေါ်လီနိုင်အောင်ပြစ်ထားပေးပါလို့အတင်းပူစားပြီးအိုးလုတ်သမားစီကိုညီငယ်ကဂေါတကကိုစားထွက်သွားလိုက်ပါတယ်အိုးလုတ်သမားကလည်းသူ့စီရောက်လာပြီးတော့တထေးမှာထားတဲ့အတိုင်းလာပြောတဲ့ကလေးကိုခုတ်သက်ပြီးမိဖို့တဲ့ထည့်လိုက်ပါတော့တယ်ညနေဆောင်တဲ့အထိညီငယ်လေးပြန်မလာတော့ဂေါတကလည်းအိမ်ကိုပြန်သွားလိုက်ပါတယ်တထေးကြီးကဂေါတကကိုတွေ့သွားပြီးမင်းငါခိုင်းတာသွားမလို့ဘူးလားလို့မေးတော့သူသွားနေတော့ညီငယ်နဲ့တွေ့ပြီးညီငယ်ကသူ့ကိုစားသွားကြောင်းပြောပြလိုက်တဲ့အခါ
တထေးကြီးလည်းထိတ်လန့်တကြီးနဲ့အော်ဟစ်ပြီးတော့အိုးလို့သမားစီကိုလိုက်ပါတော့တယ်ဒါပေမဲ့ဘယ်သူမပြုတ်မိမိမှုဆိုသလိုအချိန်ကနှောင်းသွားခဲ့ပါပြီအိုးလို့သမားကတထေးကြီးရဲ့သားအရင်ကိုခိုင်းထားတဲ့အတိုင်းတက်ပစ်လိုက်ပါပြီတထေးကြီးကဂေါတကကိုကြားလေးမုန်းလေးဖြစ်လာပြီးတပ်ဖို့အခွင့်အရေးကိုထပ်မံရှာဖွေနေပါတော့တယ်ဂေါတကကလည်းတဖြည်းဖြည်းအရွယ်ရောက်လာတာမို့ပရိယေသုံးပြီးတတ်မှတ်ရတော့မယ်လို့တွေးမိလာပါတယ်ဒီလိုနဲ့တထေးကြီးကစာတစ်စောင်ရေးလိုက်ပါတယ်စာထဲမှာတော့ဒီကောင်ကသားစိုးသားမိုက်ဖြစ်တယ်သူ့ကိုတတ်ပြီးလူမသိအောင်မြှုပ်ပစ်လိုက်ဒီအတွက်စုချင်းငွေပေးမယ်ဆိုပြီးတော့ရေးထားပါတယ်အဲ့ဒီစာကိုဂေါတကကိုပေးပြီးရော့ဒီစာကိုနေဇက်ကငါစရေးစီကိုတွားပေးလိုက်ဆိုပြီးတော့ခိုင်းလိုက်ပါတယ်ဂေါတကကလည်းသူ့ကိုတက်ခိုင်းတဲ့စာကိုခါကြလိုက်ပြီးထွက်လာခဲ့ပါတယ်တထေးကြီးကသူ့ကိုတက်ဖို့ကြိုးစားနေခဲ့တာဆိုတော့စာတက်အောင်လည်းသင်ပေးမထားပါဘူးဂေါတကကသူ့ကိုတက်မဲ့စာကိုတောင်သူမဖတ်တတ်ရှာပါဘူးခရီးကဝေးတာကြောင့်ဂေါတကကလမ်းမှာစားဖို့ရိတ်ခါတောင်းတဲ့အခါရိတ်ခါအတွက်တော့မပူနဲ့အဲ့လမ်းမှာရွာတရွာကငှက်တငယ်ချင်းတထေးတယောက်ရှိတယ်သူ့စီဝင်ပြီးတော့ရိတ်ခါတောင်းလိုက်လို့မှားလိုက်ပါတယ်ဂေါတကကလည်းတထေးချင်းမှာလိုက်တဲ့ရွာတထေးအိမ်ကိုရောက်တဲ့အခါဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တော့ရွာတထေးကဝမ်းသာစွာနဲ့ကြိုဆိုပြီးအနားယူအိတ်ဆက်ပြီးမှခရီးဆက်ဖို့ပြောပါတယ်အဲ့ဒီရွာတထေးမှာချောမောလာပါတဲ့သမီးတယောက်လည်းရှိပါတယ်တထေးသမီးကဂေါတကသူ့အိမ်ကိုရောက်နေတယ်လို့အလုပ်သမားတွေစီကနေသိရပြီးဂေါတကတထေးသားလို့နာမည်လေးကြားလိုက်တာနဲ့ပဲချစ်စိတ်တွေဝင်လာပါတော့တယ်တကယ်တော့ဒီတထေးသမီးကဟိုးဘဝအစကော်တိုဟလိကဘဝတုန်းကနွားကျောင်းသားအိမ်မှာနေခဲ့ပြီးပိစိကဗုဒ္ဓကိုစွန့်ဝတ်ပြုရင်ကြံခဲ့တဲ့ဂေါတကရဲ့အတိတ်ကဇနီးဟောင်းပဲဖြစ်ပါတယ်တန်တရာအဆက်ဆက်ကုသိုလ်တွေကြောင့်ဒီဘဝမှာထပ်မံဆုံတွေ့ကြရတာပါတထေးသမီးကဂေါတကကိုစိတ်ဝင်စားတာကြောင့်ဂေါတကအိတ်ဆက်အနားယူနေတော့ဂေါတကကိုသွားကြည့်တဲ့အခါခါကြားကစာကိုတွေ့ပြီးဖတ်ကြည့်လိုက်တော့တော်တော်လေးအံ့ဩသွားခဲ့ပါတယ်ဒီလူကသူ့ကိုတတ်မဲ့စာကိုတောင်မသိပဲကိုယ်တိုင်သွားပေးနေရတာပဲလို့ဂေါတကကိုလည်းတော်တော်လေးသနာသွားမိပါတယ်ဒါနဲ့အကြံရပြီးတခြားစာတစ်စောင်ကိုရေးလိုက်ပါတယ်စာထဲမှာတော့ဒီကလေးကငါသားဂေါတကဖြစ်တယ်ရွာပေါင်း100ကနေလက်ဆောင်ပန်းနာတွေယူပြီးတော့ဒီရွာကတထေးရဲ့သမီးနဲ့ခန်းခန်းနာနာလက်ထပ်ပေးလိုက်ပါလို့ပြောင်းရေးလိုက်ပါတယ်ပြောင်းရေးလိုက်တဲ့စာကိုမူလစာနဲ့လဲပြီးဂေါတကရဲ့ခါးကြားမှာပြန်လိပ်ပေးလိုက်ပါတယ်ဂေါတကလည်းတထေးသမီးပြောင်းပေးလိုက်တဲ့စာကိုမသိပဲနေဇက်ကသူ့အဖေရဲ့စည်ရည်စီကိုသွားပေးလိုက်ပါတယ်စည်ရည်အရာရှိကလည်းမြို့တော်ကတထေးလွတ်လိုက်တာဆိုတော့စာကိုဖတ်ကြည့်လိုက်တဲ့အခါဝမ်းသာသွားပါတယ်တထေးကြီးကသူသားရဲ့မင်္ဂလာကိစ္စကိုသူလိုစည်ရည်အရာရှိကိုစီမံခွင့်ပေးလိုက်တာပဲဆိုပြီးကျင်းအားရစွာနဲ့မင်္ဂလာပွဲကိုခန်းခန်းနာနာကျင်းပပေးလိုက်ပါတယ်ကျင်းပပေးစီကြောင်းကိုလည်းတထေးကြီးစီကိုစာရေးပြီးသတင်းပို့လိုက်ပါတယ်ဒီသတင်းကိုကြားရတော့တထေးကြီးကသူခိုင်းသမျှတလွဲတွေပဲဖြစ်ကုန်တာကြောင့်ဒေါသမီတောက်လောင်နေပါတော့တယ်တားရင်ကိုတတ်မိတဲ့တောကတက်ချင်တဲ့သူကိုတတ်လို့မရတဲ့ဒေါသရဲ့ကြောင့်ပူဆွေးပြီးကျမ်းမာရေးကချွတ်ယွင်းလာပါတော့တယ်တစ်ဖက်မှာလည်းတထေးသမီးကဂေါတကနဲ့အတူသူ့ရဲ့ရွာမှာကောင်းကောင်းမွန်မွန်နေထိုင်နေပါတယ်တထေးသမီးကညံကောင်းတာကြောင့်သူ့အလုပ်သမားတွေကိုကြိုတင်ပြီးတော့မှာထားပါတယ်မြို့တော်ကတထေးကြီးစီကသတင်းတစ်ခုခုရောက်လာရင်ဂေါတကကိုအရင်မပြပဲသူ့ကိုအရင်ပြရမယ်လို့မှာထားပါတယ်တထေးကြီးကလည်းသူစည်းစိမ်ဥစ္စာတွေကိုဂေါတကကိုမပေးခဲ့ဘူးဆိုတဲ့အကြောင်းပြောကျင်တော့သူ့အနာကစည်ရင်ကင်ကြီးကိုပြောပါတယ်ငါသားဂေါတကနဲ့တွေ့ကျင်တယ်သူ့ကိုခေါ်ဖို့လူလွတ်လိုက်ပါလို့ခိုင်းလိုက်ပါတယ်တထေးကြီးလွတ်လိုက်တဲ့လူကတထေးသမီးအိမ်ကိုရောက်တဲ့အခါတထေးကြီးနေမကောင်းဖြစ်နေတာကြောင့်သူသားဂေါတကနဲ့တွေ့ကျင်လို့လာခေါ်တာဖြစ်ကြောင်းပြောပါတယ်ညံကောင်းတဲ့တထေးသမီးကတထေးကြီးရဲ့ကျမ်းမာရေးအခြေအနေကိုမေးကြည့်လိုက်တော့အားအင်ရှိသေးကြောင်းအစားကောင်းကောင်းစားနိုင်ကြောင်းသိလဲရပြီးဒါဆိုရင်ခဏဆောင်အောင်သွားဖို့အချိန်တန်ရင်သွားကြမယ်လို့လာခေါ်တဲ့အလုပ်သမားကိုသူ့အိမ်မှာပဲစားနပ်ရိက္ခာတွေပေးပြီးတော့ခဏနေခိုင်းလိုက်ပါတယ်တထေးကြီးကလည်းသွားခေါ်တဲ့သူရောက်မလာတော့နောက်ထပ်တစ်ယောက်ကိုလွတ်ပြန်ပါတယ်အဲ့ဒီလူကိုလည်းတထေးသမီးကအခြေအနေအကုန်လုံးမေးပြီးတော့ခေါ်ထားလိုက်ပြန်ပါတယ်ဒီလိုနဲ့တထေးကြီးရဲ့ယောဂါကတော်တော်ဆိုးလာပြီးမစားနိုင်မတောက်နိုင်တဲ့အထိဖြစ်လာပါတော့တယ်အဲ့ဒီအခါမှာတော့တတိယကြိမ်မြောက်လာခေါ်တဲ့သူကိုတထေးသမီးကဂေါတကအဖေနေမကောင်းလို့လာခေါ်တာဖြစ်ကြောင်းအတူသွားကြမယ်ဖြစ်ကြောင်းဂေါတကစီကိုသတင်းပို့ခိုင်းလိုက်ပါတော့တယ်လမ်းမှာကလေးကတထေးသမီးကသူ့ယောက်ျားဂေါတကကိုမှားထားပါတယ်အရှင်အိမ်ရောက်တဲ့အခါဖခင်ရဲ့ခြေရင်းမှာပဲနေပါခေါင်းရင်းသားကိုကျမနေမယ်လို့မှားထားလိုက်ပါတယ်အိမ်ကိုရောက်တော့တထေးကြီးကအိပ်ရတဲ့ပက်လက်လဲနေပြီးဂေါတကကခြေရင်းမှာထိုင်လိုက်ပါတယ်စရင်ကိုင်ကြီးကဂေါတကရောက်လာပြီဖြစ်ကြောင်းတထေးကြီးကိုအတိပေးလိုက်တော့မျက်လုံးဖွင့်ကြည့်ပြီးဘယ်မှာလဲလို့မေးပါတယ်ခြေရင်းမှာထိုင်နေတဲ့အကြောင်းပြောပြတော့
စရင်ကိုင်ကြီးကိုသူပိုင်နှမြပစ္စည်းဥစ္စာတွေဘလောက်ရှိကြောင်းစရင်ဖတ်ပြခိုင်းပါတယ်ပိုင်ဆိုင်မှုအားလုံးကိုဖတ်ပြပြလိုက်တဲ့အခါတထေးကြီးကဒီပစ္စည်းဥစ္စာတွေအားလုံးကိုဂေါတကကိုမပေးဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့မပေးဘူးလို့စကားထွက်မလာပဲဒီပစ္စည်းဥစ္စာအားလုံးကိုဂေါတကကိုပေးလိုက်ပြီလို့နှုတ်ကရောင်ပြီးထွက်မိသွားပါတော့တယ်အဲ့ဒီစကားကိုကြားလိုက်ရတော့ခေါင်းရဲဘက်မှာထိုင်တဲ့တထေးသမီးကတထေးကြီးနောက်ထပ်ဘာမှမပြောခင်နိုင်မှာပဲဝမ်းနဲ့ပူဆွေးခြင်းအောင်ဆောင်ပြီးတော့အိုဖခင်ကြီးဒီလိုနမိတ်မရှိတဲ့စကားတွေမပြောပါနဲ့လို့တထေးကြီးရဲ့ရင်ဘတ်ကိုထုထုပြီးငိုကြွေးပါတော့တယ်တထေးသမီးရဲ့ထုတာနဲ့ပဲတထေးကြီးကဘာမှမပြောနိုင်တော့ပဲခဏကြာမှအသက်ထွက်သွားပါတော့တယ်ဒီလိုနဲ့ဂေါတကတထေးကတထေးကြီးရဲ့အမွေတွေကိုစက္ကန့်ရရှိသွားပါတော့တယ်အဲ့ဒီကဂေါတမီမျိုးရဲ့ဘရင်ဥဒေနာမင်းကဂေါတကကိုခေါ်ပြီးတော့တထေးကြီးကွယ်လွန်သွားပြီဖြစ်တဲ့အတွက်ဒီမျိုးရဲ့အကြီးဆုံးတထေးယာရုကိုစက္ကန့်ရမယ်ဆိုပြီးဂေါတကကိုတထေးကြီးတရားဝင်ယာရုပေးလိုက်ပါတော့တယ်ဟုတ်ကဲ့နောက်ထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီအားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာယခုတင်ဆက်ပေးခဲ့တာကတော့ဂေါတကတထေးအကြောင်းပဲဖြစ်ပါတယ်ဒီဇလန်းလေးရဲ့နောက်ဆုံးမှာပါလာတဲ့ဥဒနာမင်းအကြောင်းကိုတော့ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ